သူကပိုးကောင်နေရှာတယ်လို့ဘာလို့နဲ့ကြားထဲကဝင်ရှုပ်လိုက်တယ်လင်းကလည်းဒေါသထွက်ပြီးသူ့အကွက်ကိုဖျက်တယ်ဆိုပြီးအပြစ်တင်တော့တာပဲနောက်တော့ကားပါကင်းမှာလင်းကရှင်ကူးရဲ့ကားထဲဝင်ပြီးသူနဲ့နီးစပ်အောင်ထပ်စူးစမ်းပြန်တယ်ဒါပေမဲ့ဝီကရဲတွေနဲ့အတူရောက်လာပြီးကုမ္ပဏီဒေတာတွေခိုးဖို့စူးစမ်းခဲ့တဲ့ကိစ္စနဲ့လင်းကိုဖမ်းခိုင်းလိုက်တယ်အဖမ်းခံရတဲ့သတင်းကရန်ရှင်းစီချက်ချင်းပဲရောက်သွားတာပေါ့သူကလည်းတအားဒေါသထွက်ပြီးတော့ရှင်ကူးရဲ့အရေးကြီးတဲ့ကုမ္ပဏီရစကိုကင်ထားတဲ့ဒုတိယအကြီးဆုံးရှယ်ယာရှင်ကိုပြန်ပေးဆွဲဖို့သူ့အတွင်းရေးမှုကိုခိုင်းလိုက်တယ်မကြခင်မှာပဲရှင်ကူးကရှယ်ယာရှင်ဖြစ်တဲ့သူ့ဦးလေးပျောက်သွားမှန်းသိလိုက်ရတယ်။နောက်ရက်မှာတော့ online မှာဝီကနံပါတ်1ဝရမ်းပြေးစရင်ထဲပါနေတာကိုတွေ့ပြီးမာလူလန့်သွားတယ်။ဝီကတော့သူ့ကိုဒီလောက်အထိစုကြေးထုတ်ပြီးဖန်ခိုင်းရအောင်ဘသူကများဒီလောက်တောင်မုန်းနေတာလဲဆိုပြီးစဉ်းစားမရဖြစ်နေတာပေါ့။အဲ့ဒီနောက်မှာဝီစီကိုထိတ်လန့်စရာဖုန်းတကောဝင်လာတယ်။ဖုန်းဆက်တဲ့သူကရှင်ကူးကိုပြန်ပေးဆွဲထားတယ်လို့ပြောပြီးတတ်မှတ်ထားတဲ့နေရာတစ်ခုကိုလာခဲ့ဖို့ခိုင်းလိုက်တယ်။ဝီမသိလိုက်တာကမာလူကအဲ့ဒီဖုန်းကိုလျှို့ဝှက်အတန်သွင်းထားပြီးသူ့ကိုအနီးကပ်စောင့်ကြည့်နေတယ်ဆိုတာပဲဝီကရှင်ကူးကိုကယ်ဖို့အတွက်လူသူမရှိတဲ့အဆောက်အုံဟောင်းတစ်ခုစီတယောက်ထဲသွားခဲ့တယ်တကယ်တော့ဝီကဝရမ်းပြေးစရင်မှာထိတ်ဆုံးကဖြစ်နေတော့ပြန်ပေးသမားတွေရဲ့တကယ်ပြစ်မှတ်ကသူကိုယ်တိုင်ဖြစ်နေတာပါအဲ့ဒီမှာအကြီးအကျယ်ချကြတော့တာပဲလူဝင်အားမမျှပေမဲ့လည်းဝီကသူ့ကိုလာတိုက်တဲ့သူတွေကိုအ